ဖို့စဉ်းစားနေတဲ့လူတွေဖုန်းကိုကြမ်းကြမ်းတမ်းတမ်းကင်တတ်တဲ့လူတွေဒီဗီဒီယိုကိုကြည့်ပြအောင်ကြည့်ပေးပါအခြေအနေတွေကတော့ထင်ထားတာထက်လုံးဝကိုပိုဆိုးနေပါပြီဇူလိုင်လ6ရက်နေ့ကနေစပြီးတော့ brand မျိုးစစုံရဲ့ official update ဈေးနှုန်းတွေတရားဝင်ထွက်လာပြီပဲဖြစ်ပါတယ်ဈေးနှုန်းတွေကနည်းနည်းပပတက်သွားတာမဟုတ်ဘဲနဲ့ဖုန်းတစ်လုံးကို2သိန်းဝန်းကျင်လောက်အထိဈေးနှုန်းတွေခုန်တက်သွားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ Compass Mobile Distribution အနေနဲ့မိတ်ဆွေ customer တွေကိုအဓိကထားပြီးအကြံပြုပေးချင်တာကယခုလက်ရှိမိမိကင်ထားတဲ့ဖုန်းတွေကိုအရင်ကထပ်ပို့ပြီးတန်ဖိုးထားကင်စေချင်ပါတယ်ရှင်ဖုန်းမျက်နှာပြင်ကွဲလို့ပြင်ရတာဖုန်းတစ်လဲရတာတွေကအရင်ကထပ်အကုန်အကျများသွားမှာမို့လို့ပဲဖြစ်ပါတယ်ကို့ဖုန်းလေးကိုတက်တန်းကြာရှည်အသုံးပြုနိုင်ဖို့ကာဘာကောင်းကောင်းတက်ကြပါတကယ်ကိုဖုန်းအသစ်ကိုမဖြစ်မနေလဲရတော့မယ်ဆိုရင်တော့ဈေးအသစ်မပြောင်းခင်ဒီနေ့ညနေပိုင်းနောက်ဆုံးအချိန်အတွင်းဝယ်ယူထားကြဖို့တိုက်တွန်းလိုက်ပါရစေရှင်မိမိရဲ့တငယ်ချင်းမိတ်ဆွေတွေထဲမှာဖုန်းအသစ်လဲဖို့စဉ်းစားနေတဲ့လူတွေရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးအောက်မှာ mention ပေးလိုက်ကြပါအောင်ရှင်